ဘဲညီမနဲ့မြေခွေးပုံမြင်လေးပြပြမယ်တခါတော့ကဘဲညီမနှစ်ကောင်ရှိတယ်မနေ့တိုင်းရေကန်ထဲမှာရေကူကိုလမ်းတစ်လျှောက်စကားပြောပြီးလမ်းလျှောက်တက်ကြတယ်ပထမဘဲမလေးကပြောတယ်ဒီလမ်းကကောင်းပါတယ်ဒါပေမဲ့တခါတလေအပြောင်းလဲလေးလုပ်ရင်ကောင်းမယ်ထင်တယ်ရေကန်ကိုသွားတဲ့လမ်းတွေအများကြီးရှိနေရမဟုတ်လားဒုတိယဘဲမလေးကချက်ချင်းပြန်ပြောတယ်ဟုတ်ငါသဘောမတူလမ်းတက်လည်းမဆန့်ကျင်ဒီလမ်းကငါ့ကိုစိတ်ချမ်းသာစေတယ်ငါဒီလမ်းနဲ့အကျွမ်းဝင်ဖြစ်နေပြီနော်နောက်တနေ့မနေ့မှာဘဲညီမနှစ်ကောင်လမ်းဘေးကခြံစည်းပေါ်မှာထိုင်နေတဲ့မြေခွေးတစ်ကောင်ကိုတွေ့လိုက်ကြတယ်။ရေခွေးကပြုံးပြပြီးပြောတယ်။မင်္ဂလာနဲ့ခင်းမမိန်ကလေးတို့ရေကန်ကိုသွားနေကြတာပေါ့နော်။ဘဲညီမကပြန်ပြောတယ်။ဟုတ်ပါတယ်ကျမတို့နေတိုင်းဒီလမ်းကပဲသွားကြတယ်။အဲ့ဒီခါမြေခွေးကသားတွေပေါ်ပြုံးပြပြီးအရင်စိတ်ဝင်စားဖို့ကောင်းတယ်နော်လို့ပြောတယ်။နောက်တနေ့မနေ့နေထွက်လာတဲ့အခါပထမဘဲမလေးကပြောတယ်ဒီနေ့လည်းအရင်လမ်းကသွားရင်အဲ့ဒီမြေခွေးကိုထပ်တွေ့မယ်ထင်တယ်။သူ့ပုံစံကငါမကြိုက်ဘူး။ဒီနေ့ကလမ်းအသက်ရှာတဲ့နေ့ပဲ။ဒုတိယဘဲမလေးကပြန်ပြောတယ်။မင်းကအရန်ပဲစောင့်လန့်နေတယ်။အဲ့ဒီမြေခွေးကကျမတို့ပြုံးပြခဲ့တယ်လေ။ရင်းလေးစားစရာကောင်းတဲ့လူကောင်းလိုပဲထင်တယ်။အဲ့ဒီလိုနဲ့ဘဲညီမနှစ်ကောင်ကထုံးစံအတိုင်းလမ်းဟောင်းကားပဲရေကန်ဘက်ကိုစကားတပြောပြောနဲ့ရှောက်သွားကြတယ်။ခြံစည်းရုံးပေါ်မှာမြေခွေးကထိုင်းနေတာတွေ့တာပေါ့။ဒီတစ်ခါတော့သူ့လက်ထက်မှာအိတ်တလုံးလဲပါလာတယ်။သူကပြောတယ်စစ်ဆရာမင်းကလေးတို့ကြီးမင်းတို့ကငါစောင့်နေခဲ့တာ။မင်းတို့လာတဲ့အတွက်အယမ်းဝမ်းသာတယ်။အဲ့လိုပြောပြီးရတယ်အိတ်ကိုဖွင့်လိုက်ပြီးချက်ချင်းသူတို့ပေါ်ခုံအုပ်လိုက်တယ်။ဘဲညီမလည်းကြောင်လန့်ပြီးတော့ကုတ်ကုတ်နဲ့អော်ပြီးသူတို့အတောင်တွေကိုလှုပ်ရမ်းလှုပ်ပြီးအိမ်ဘက်ကိုပြန်ပြေးသွားကြတယ်။အိမ်ရောက်တော့ချက်ချင်းတကားကိုပိတ်ပစ်လိုက်ကြတာပေါ့။နောက်တနေ့မနေ့မှာဘဲညီမနှစ်ကောင်အပြေကိုထပ်ကြတော့ဘူး။သူတို့ကြောက်လန့်သွားတဲ့စိတ်ကိုအနားယူပြီးငြိမ်သက်စေကိုအိမ်မှာပဲနားနေကြတယ်။လို့နဲ့နောက်ထပ်တစ်နေ့မှာတော့လမ်းတစ်တလန်ကိုတေချာရှောင်ဖွေကြတယ်။နောက်ဆုံးမှာလမ်းတစ်တလန်ကိုတွေ့ခဲ့ကြပြီးအဲ့လမ်းကသူတို့ကိုလုံးလုံးချုံချုံရေကန်နှိပ်ပို့ပေးခဲ့တယ်။ပုံမီလေးရပေးတဲ့တင်ငန်းစာတော့တခါတလေနေ့စဉ်လုပ်နေကြအရာတွေကိုအပြောင်းလဲလုပ်ကြည့်တာကကျမကြီးအတွက်လည်းအရန်ကောင်းနိုင်ပါတယ်။ပုံမီလေးကတော့ဒါပါပဲကွယ်။